Yo so an piu pe de tu ye bo wa chang pai tit အားလုံးပဲမင်္ဂလာပါမွန် channel นี้ကြိုဆိုပါတယ်ဆိုပါရဲ့ဘိုးအကြောင်းကိုပြောပြရင်ပရိသတ်တို့စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်မြန်မာနိုင်ငံကနေမထွက်လာခင်ငယ်ရွယ်တဲ့ရောဆိုပါကိုဖိဖိမလေးရှားရောက်နေတဲ့ငယ်ရွယ်တဲ့ရောဆိုပါရောက်တဲ့တုန်းကဆိုရင်ဟေးမင်းက UFC champion ဖြစ်လာနိုင်မယ်ကမ္ဘာတဝင်းကလူတွေကမင်းနာမည်ကိုတိကျလိုက်မယ်နေရာတိုက်က TV တွေမှာမင်းကိုကြည့်ကြလိုက်မယ်လို့ပြောခဲ့ရင်ကျွန်တော်ယုံမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကတရားဟောဆရာပဲအမဲဖြစ်ချင်ခဲ့တာလို့ပြောပါတယ်။ပြီးတော့ကျွန်တော်ကရောဆိုဝါလို့ခေါ်တဲ့ကိစ္စမရှိပါဘူး။ကျွန်တော်အဲ့ဒါဟောကြပါတယ်ဒါပေမဲ့ကျွန်တော်နာမည်မှန်ကတော့ရောဆိုဗွန်ပါမြန်မာနိုင်ငံမှာအသက်9နှစ်အထိရှိခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တိတ်တော့မီတော့ပါဘူး။ဒါပေမဲ့မမိတာတခုကအဲ့တုန်းကလွတ်လပ်တဲ့အချစ်တွေအများကြီးရတယ်ပြီးတော့တည်တယ်မလားမိသားစုတွေအများကြီးနဲ့အဲ့လိုမျိုးပေါ့အမ3ယောက်ကျွန်တော်မှာအမ3ယောက်ရှိတယ်အမတွေအများကြီးရှိတာကမပြောစရာမကောင်းပါဘူးရဲ့ဆရာတခါတလီအဆူခံရတယ်အရိုက်ခံရတယ်ဒါပေမဲ့သူတို့ကကျွန်တော်ကိုချစ်ကြပါတယ်ကျွန်တော်ကိုအများကြီးခရုစိုက်ခဲ့ကြတယ်ကျွန်တော်ကိုမွေးပြီး9နှစ်ကြာတော့ဒီမလေးတွေကိုထပ်မွေးတယ်သူကကျွန်တော်အတွက်တော့ဒီလေးတယောက်လိုပါပဲတည်တယ်မလားကျွန်တော်နာမည်က The Fairest ကြောက်ရွံ့မှုကဲမဲ့သူဆိုပေမဲ့ငယ်ငယ်တုန်းကတော့ကျွန်တော်ရဲ့ဒုတိယအကြီးဆုံးအမကယ်လီကိုကြောက်ခဲ့ရတယ်အခုချိန်ထိသူ့ကိုကျွန်တော်နည်းနည်းကြောက်နေတော့ပဲသူကကျွန်တော်အတွက်အခုကြီးတယောက်လိုပါပဲကျွန်တော်တို့အဖေကပူကုန်းတဲ့ဘဝတကူရှာဖို့မလေးရှားကိုထွက်သွားရတာအမကအိမ်မှာမိသားစုတွေကိုညီပြီးခဲ့ရတာပါကျွန်တော်မြန်မာနိုင်ငံမှာတော့ကအဖေအကြောင်းတဲ့အမတရားမရှိဘူးမလေးရှားကိုပြောင်းပြီးတော့မှသူ့ကိုတွေ့ရတာအဲ့ဒီချိန်မှာကျွန်တော်ကအသက်10နှစ်ဒါမှမဟုတ်9နှစ်လောက်ရှိနေပြီတည်တယ်မလားတိချတော့မမီတော့ဘူးဒါပေမဲ့အဲ့ဒီချိန်ကစားပြီးသူနဲ့သူတကယ်ညီခဲ့ရတာပါမြန်မာနိုင်ငံမှာမိသားစုကိုရှာဖွေကျွေးမွေးဖို့အရန်ခက်ခဲတယ်လေဒါကြောင့်သူ့ကိုအိန္ဒိယကိုအလုပ်တွားလုပ်တယ်ပြီးတော့အဆင်မပြေဘူးအဲ့ဒါနဲ့ပြန်လာပြီးမလေးရှားကိုတွားတယ်အဲ့ဒီလိုမျိုးတွေပေါ့ဒါကြောင့်ကျွန်တော်အဖေကအဲ့ဒီလောကအကြီးတွေတိခွင့်မရခဲ့ပါဘူးပြီးတော့အချိန်တုန်းကစစ်တပ်ကအရန်ဆိုးတယ်လူတွေကစီပွဲလုပ်ကြတယ်ပြီးတော့စစ်တပ်ကသူတို့ကိုဖမ်းမိရင်သူတို့ကပိုက်ဆံလူချင်းတယ်လို့ဆုံးဖြတ်လိုက်ရင်အဲ့ဒါကိုဒီတိုင်းယူသွားလိုက်တာပါပဲဒါကြောင့်အဖေကမိသားစုကိုထောက်ပံ့ဖို့နိုင်ငံကနေထွက်သွားခဲ့ရတာပါကျွန်တော်အဖေမလေးရှားမှာရောက်ပြီးနောက်ပိုင်းမှာတော့သူက UNHCR ဒီလိုမျိုးအဖွဲ့တွေနဲ့တွေ့ခဲ့တယ်သူတို့ကအမေရိကန်ကိုလာဖို့ဒုက္ခတဲ့အများကြီးကိုကိုနေပြီးနေတဲ့လူတွေအဲ့ဒါနဲ့သူကအဲ့ဒီမှာစရင်သွင်းလိုက်တယ်ပြီးတော့သူ့စီမှာမိသားစုရှိတယ်လို့ပြောခဲ့တယ်နောက်ပိုင်း interview တွေပါတွေခေါ်ပြီးတဲ့အချိန်မှာသူဟာဟေးငါမှာကိုနီကုန်းတစ်ခုရထားပြီးငါတို့အတွက်အခွင့်အရေးကုန်းတစ်ခုပဲကျွန်တော်ဖုံးဆက်ပြောခဲ့တယ်အစပိုင်းမှာတော့မေကသူ့ကိုမယုံဘူးဘာလို့လဲဆိုတော့အဖေကအရင်ကအယက်တမဖိခဲ့ဖို့တယ်လီပြီးတော့အချိန်တွေကြာလာတာနဲ့မြသူပြောင်းလဲတော့ပြီဆိုတာကျွန်တော်တို့မသိခဲ့ပါဘူးအဲ့ဒါနဲ့သူကโอเคဒါဆိုအမ3ယောက်ကိုရင်တွားခိုင်းလိုက်မယ်ပြီးမှဂျန်ဒါတွေရဲ့အမေရဲ့ညီမလေးရဲ့လိုက်လာဖို့ဆုံးဖြတ်မယ်ပေါ့အဲ့ဒါနဲ့အမ3ယောက်ကမလေးရှားကိုအရင်တွားတယ်ပြီးတော့မှကျွန်တော်ရဲ့အမေရဲ့ညီမလေးရဲ့လိုက်တွားတာမလေးရှားကိုရောက်ချင်းကျွန်တော်အဖေကိုတွေ့တော့သူချီတယောက်လူထင်ခဲ့တာဘာလို့လဲဆိုတော့ကျွန်တော်အဖေကိုအဲ့ဒီလိုပုံစံမျိုးတစ်ခါမှမမြင်ဖူးခဲ့လို့လေသူကတက်ဆီပေါ်ကနေဆဲလာတယ်ပြီးတော့သူကအဝတ်အစားတွေတတရဝတ်ထားတယ်သူ့မိသားစုသူ့မိန်းမနဲ့သူ့ကလေးတွေကိုလာတွေ့တာပြီးတော့ကျွန်တော်ကသူ့ကိုအပေါ်ထက်ကနေလမ်းကြည့်ပြီးငါအဖေကတကယ်အမိတ်စားပဲလို့တွေးနေတာတကယ်တမ်းကျတော့သူလဲကျွန်တော်တို့လူတာမန်လူတယောက်ပါပဲမလေးရှားမှာတော့ကတော့ကျွန်တော်ကလေးတယောက်လူညီခွင့်ရခဲ့တယ်ကျောင်းတွားတက်ခွင့်ရတယ် Chin Student Organization ချင်းကျောင်းသားများဖွဲ့စည်းကမလေးရှားမှာတော့ကကျွန်တော်တို့တက်ခဲ့တဲ့အကြောင်းပါဂျုံမလားတော့မသိဘူးကျွန်တော်တော်ပြီးထမဲ့တဲ့ကလေးတယောက် Smart Guy ပါပထမအဆုံးအချိန်ပထမရတဲ့အချိန်ကကျွန်တော်အမေနိုးဆောင်မတရားတွေထဲကတစ်ခုပါပဲ
VIA becoming a fighter with Mekon Oliver interview အပြည့်အစုံကိုတခုပေါ်ပြထားတဲ့ interview ကိုตัวနားထောင်လို့ရပါတယ်အစားအနီဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်တို့အားလုံးပဲကိုစိတ်နှပြကျမ်းမာကြပါစေ